ဒီခါတော့ brownie ကန်နဲ့ share ကိုန်တို့ပွဲအကြောင်းကိုပြောကြရအောင်ပါဒီနေ့မှာဒီ design နဲ့ပတ်သက်ပြီးပေါ့နော်အခင်းချင်းနှစ်ခုပုံစံမျိုးကျွန်တော်ပြောပြခြင်းနဲ့ပထမဆုံးအနေနဲ့ stamp faded နဲ့ပေါ့နော် stamp faded က brownie ကိုစတဲ့ sync ရဲ့တို့တော့လည်း promotion back ကဒီ design ကိုတည်ပြီးဖို့တိတ်ပြီးတော့စိတ်ဝင်စားခြင်းမရှိဘူးလက်ရှိအနေထားမှာပဲကြည့်လိုက် share ကိုန်နဲ့ brownie ကပွဲတည်တဲ့အနေထားမှာပဲမြန်မာပြည်တဲ့ချို့ကဟာဘယ်လိုပုံစံမျိုးချပြလိုက်တာလဲဆိုတဲ့ပုံစံမျိုးတွေပြောကြတယ်တစ်ဖက်ကဒီ FedEx Gemarch Legend ရဲ့ share ကိုန်ကလည်းလက်မောင်းနေခတ်ပြီးတော့မြန်မာပြည်တဲ့နဲ့ရင်းနှီးအောင်နေတော့ဒီမှာလည်းအားပြီးတယ်ဒါက brownie ကလည်းတနော fighter ဆိုကြတော့ဘယ်လိုပုံစံမျိုးချပြလိုက်လဲဆိုတဲ့ပုံစံမျိုးနဲ့မိခွန်းထုတ်ကြရပါဒါက share ကိုန်နဲ့ brownie ကနှစ်ယောက်ပဲစီးသေးတယ်တကယ်လို့များ stamp FedEx နဲ့ brownie ကဆိုရင်မူပြီးတာအဲ့လိုပုံစံမျိုးဖြစ်တော့မယ် promotion ကဒီလားလောက်ကိုကောင်းကောင်းနေမြင်တယ်ဒါကြောင့်မလို့ကျွန်တော်ပြည်သက်တွေပြောပါလေ stand FedEx က Thailand က Star Fighter Brownie ကမြန်မာ Fighter ဘက်က Star Fighter အဲ့တော့ဒါလို့ Star Fighter နှစ်ယောက်ချင်းချင်းကိုတို့နောက်ဆုံးမဖြစ်မနေပါပဲတို့ထိတ်တိုက်တဲလိမ့်မယ် web penny စီရမရှိတဲ့အနေထားမျိုးတို့လည်းအတင်းကိုလိုရတဲ့အနေထားမျိုးမှာပဲတဲလိမ့်မယ်လက်ရှိအနေထားမျိုးပဲဒီလိုတိုင်းကိုတဲမှာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ဒါကြောင့်မို့ခိုင်းမှပြောခဲ့တာအခုဆိုရင်လည်း Brownie က training camp နေစတဲ့ဝင်နေတယ်ဒါပေမဲ့ STEM ကတော့ seminar တို့တွေပဲပတ်ပြီးတော့ကစားလက်ပြီးတော့နေတယ်ဒါကြောင့်မလို့ဒီ design ကလက်ရှိခင်းကျေးရတော့ဖြစ်ကအတော့ကိုလာနင်းနေပြီးပါတယ်အဲ့ဒီတော့ Brownie ကရဲ့ဘက်ကနေကျွန်တော်ကြည့်ပြီးပြောကြည့်ရအောင်ပါလက်ရှိအနေထားမှာ one championship ကမြန်မာဈေးကွက်ကိုလုံးဝ focus လုပ်ထားတယ်ဆိုတာအဟိုင်မှာပြောလို့ရတယ်ကျွန်တော်ဆိုလိုချင်တာကမြန်မာဈေးကွက်တိတိုင်ကြီးပဲ focus လုပ်တယ်လို့တော့မဆိုလိုချင်ဘူးတို့တော့မြန်မာဈေးကွက်တော့သူအာရုံစိုက်ထားတယ်ဒါကြောင့်မလို့ရှိကတင်ပွဲ155ပြန်ပဲလေးခုကျင်းပသွားတဲ့အနေအထားမှာမြန်မာ fighter ကိုလုံးဝထိစက်တိုက်ပွဲထုတ်တယ်တပွဲကို၄ယောက်တပွဲထုတ်တာ2ကြိမ်2ယောက်ပွဲထုတ်တာ2ကြိမ်10ယောက်စက်တိုက်ပွဲထုတ်ပြတော့တယ်တနည်းအားဖြင့်မြန်မာပြည်ကနေပြီးဒီပြီးတဲ့ဝင်းရမအောက်ကောင်းတဲ့ fighter တွေကိုပဲအရင်ဆုံးပွဲထုတ်ပြီးတော့ခွင့်ရပေးခဲ့တာဒါတော့မလို့တို့ကမြန်မာစိတ်ကိုအာရုံစိုက်ထားတယ်ဆိုတော့မိဝနားလေလို့ရတယ်အဲ့လိုအချက်လက်တွေအခြေခံကြည့်ရမယ် Brownie ကလည်းဒီလိုပုံစံမျိုးနဲ့ပွဲချလာမယ်ဆိုတော့ပေးခေါ်ရမလို့ဘူးဒီတက်တွေကြိုပြီးမှန်းကြည့်လို့လည်းရတယ်ကျွန်တော်လည်းမှန်းကြည့်လို့ရတယ်ဒီနေ့မှကျွန်တော်အတိတ်ပြုလို့မရတဲ့အကြောင်းအရာတစ်ခုပေါ့နော်အားကဘာလဲဆိုတော့ Brownie ကို promotion back က champion ကစိန်ခေါ်ခွင့်တန်ပြီးပြီးဖို့အထီတောင်စိတ်ကူးစီးရတယ်ဆိုတဲ့ပုံစံမျိုးကြီးကြားရတယ်ဟုတ်တော့စီမဟုတ်တော့စီကျွန်တော်မပြောဘူးတို့ဒီလိုပုံစံမျိုးစဉ်းစားခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်ကြားမိတယ်တို့လည်းပဲအဲ့ဒီ design ကတရားဝင်ပေါ်လာခြင်းမရှိဘူး Alicia Ruri ကွန်းနဲ့ဒီဘက်ချီကြောင့်တို့ design ကိုပဲတင်ပေးသွားတယ် Brownie ကတော့ဒီ share ကွန်းနဲ့ပွဲတင်ပေးလိုက်တယ်တဲ့ပြောချင်တာကကျွန်တော်ကဒီ Brownie ကဒီပွဲတင်လိုက်တဲ့အနေထားမှာဒီပွဲနိုင်တယ်ထမင်းတစ်စင်ခေါ်ဖို့ညောင်းမေးဆွေအခင်းချင်းကလက်ရှိ Mutiny Flyweight မှာထိုက်ခင်းချင်းကိုကြည့်နိုင်မယ်ဆိုရင်ဒီ fighter နဲ့ကတည်းကထိတ်တိုက်တွေ့တဲ့မီနိုင်တဲ့ fighter ကလည်း champion စင်ခေါ်ဝင်ရတဲ့မီဆိုပြီးတဲ့တိုင်းမြင်တယ်ဒါကြောင့်မို့လို့ဒီလိုခင်းချင်းမျိုးကို promotion ဘက်ကခင်းလိုက်တာ Brownie ကအနေနဲ့ champion တစ်ပတ်တကယ်ကိုစင်ခေါ်ဖို့မှန်ကန်ရတယ်နဲ့ဆိုရင်ဒီပွဲမှာရလက်ကောင်းယူပြဖို့လိုတယ် promotion ကအဲ့ဒီတိုင်းပဲခင်းထားတယ်ဒီမှာအနေနဲ့နောက်ထပ်ပွဲဆောင်တယ်မလို့တော့ဘူးဒီ2026ခုနှစ်အတွင်းမှာပဲဒီပွဲနိုင်တဲ့ champion ကစင်ခေါ်ပွဲကဒီတော့ပေါ်လာလိမ့်မယ်ဒီအနေထားတိုင်းပဲpromotion ဘက်ကရေးသားတယ်ဒီ design ကိုချပြတဲ့ပုံစံမျိုးမှာလည်းအဲ့ပုံစံတိုင်းပဲချပြတော့ပါတယ်ဒီညမှာပြည်သက်တွေကို detail season က Brownie ကနဲ့ဒီ Sia ကွန်းတို့ design ချပြတဲ့အနေထားမှာဒီ design ကကံပွဲလာကိုမင်းပွဲလာ international main event လာစတဲ့ပုံစံမျိုးတွေတော့ promotion ဘက်ကထိပ်တူရေးသားတော့တာမျိုးမရှိဘူးတို့တော်လည်းပဲဒီ February 20ရက်နေ့တောက်ကြတဲ့ညပိုင်းမှာကျင်းပမယ်155 143ပြန်ပွဲမှာတော့အဲ့ပြန်ပွဲနဲ့ပတ်သက်လို့ပေါင်းလာမဲ့ design တွေကဒီ design ကိုရင်ဆုံးချပြတာဒါကြောင့်မို့လို့ဒီ design ကအဓိကဝဲစင်နေရာကနေပါဝင်လာမယ်ဆိုတော့ to be ပြောလို့ရနေတယ်ဘယ်လိုနေရာမျိုးကနေပါဝင်လာမလဲဆိုတော့တစ်ချက်စောင့်ကြည့်ဖို့လိုနေသိပါတယ်အဲ့တော့ share ကိုဝင်ဘက်ကအကြောင်းကိုပြောချရအောင်ပါဒီ fighter လေးအကြောင်းကိုတော့ပြီးသက်တချို့သိကြတယ်တိုးတော်နောက်ပိုင်းမှာလေဒီ credit gen နဲ့မြန်မာပြီးသက်တဲ့ရင်းနှီးဖြစ်လာပြီးနောက်ပိုင်းမှာတော့ share ကိုဝင်အကြောင်းကိုမြန်မာ fan တွေလည်းအကုန်လုံးနေပါသိလာကြပြီအဲ့တော့ဒီ fighter လေးကဘာဖြစ်လို့ဝဲစင်တွေလောက်ထိဝေးတော့တာလေအမှန်ရဲ့လက်ရှိစွမ်းဆောင်ရည်နဲ့တောက်ကျွန်တော်ပြောမယ်ဆိုရင်145ပြန်ပွဲမှာ super တော့မချိုးလာတဲ့တော့မဆက်လိုက်နိုင်တယ်ဒီ fighter ကဘလို့အနေထားမျိုးနဲ့155 segment တက်ရောက်လာတာလေဆိုတော့ Road to One Championship game ပွဲ season 2မှာသူက champion ဖြစ်ပြီးတော့155 segment တက်ရောက်လာတာအဲ့ပုံစံမျိုးနဲ့3ပွဲကစားတယ်3ပွဲအနိုင်ရတယ်အဲ့အနိုင်ရတဲ့ fighter ပြန်ဘက်တွေကိုကြည့်လိုက်မယ်ဆိုရင်လည်း Brownie ကိုကလကဖုံးပွဲတော့အနိုင်ယူထားတဲ့ Princess ကပြီးတော့ဒီမှာကအနိုင်ယူထားတယ်အဲ့လို3ပွဲဆက်တိုက်အနိုင်ယူရရဲ့လို့ promotion ဘက်ကဒီ share ကိုယ်ကို champion club ဆန်ခေါ်ကပြီးခဲ့တာအချိန်ပေါင်းမနေတော့ဘူးအချိန်ပေါင်းများစွာနဲ့လက်ခဲ့တဲ့ပုံစံမျိုးစုံနဲ့ပွဲပြက်ခဲ့တဲ့တစ်ချိန်ထက်မှက
Risha Rodrigo နဲ့ birthday ပြီးခဲ့တဲ့ပုံစံမျိုးစုံနဲ့ဝယ်ပြခဲ့တဲ့2025ခုနှစ်အခင်းကျင်းကိုကြည့်လိုက်မှဆိုရင်ရှီယာကိုဝမ်ကဒီ155 segment မှာဘွဲတဝဲမှာထုတ်တော့ခဲ့ရခြင်းမရှိဘူးအခြားတော့ promotion တစ်ခုမှာတော့တဝဲထိုးရတယ်ဒါကဘလို့အကြောင်းရင်းကြောက်လဲ chemical syncogon baby မှာဘာဖြစ်လို့ဘွဲပြတ်တော့တယ်အခြားတဲ့နေရာမှာဘာဖြစ်လို့ထိုးလိုက်ရတာလဲ2025ခုနှစ်တုန်းကဒီလောက်ထိထွင်နေတဲ့စင်းတဲ့အနေထားကနေဘာဖြစ်လို့one championship ကအခွင့်အရေးမပေးနိုင်ခဲ့တာလေဒီကြောင့်ရလေကျွန်တော်နည်းနည်းလေးစဉ်းစားဆဲချင်တာပါတခါတလေမှာတော့ဒီ promotion တွေဆိုရတဲ့ကလကန်နောက်ွယ်ကဆက်ဆက်နေတဲ့အကြောင်းအရာတွေရှိတယ်ကျွန်တော်ဖြစ်နိုင်တဲ့အကြောင်းအရာရှိတဲ့အကြောင်းအရာလေးကိုနည်းနည်းလေး flash out ကြည့်စမ်းပါတယ် one championship အဓိက investor တွေကကာဒါကတခိတိဆိုပြီးတဲ့လေဒီကကျွန်တော်ထက်ကပြောပြခဲ့ပြီးအဲ့ဒီမင်းကြီးကအခင်းကျင်းမှာဆိုရင် history ရဒီကာဒါနဲ့နိုင်ငံရေးပဋိပက္ခဖြစ်တဲ့တခါလေ link ပြီးပြခတ်ချနေတာရှိတယ်အဲ့ဒီတော့ကြတော့ရှီယာကိုဝင်က history ကိုစားပြီး fighter one championship ရဲ့ investor အများစုကကာဒါကဆိုတော့အဲ့ဒီကိစ္စတွေနဲ့မြန်ဆက်မလားဒါကတစ်ချက်စဉ်းစားစရာလေးကျွန်တော်ပြောပြတာဖြစ်ပါတယ်မရှိဘူးလို့တော့ကျွန်တော်မပြောဘူးစဉ်းစားစရာလို့ပြောတာနောက်တစ်ချက်ကပေါ့နော်အဲ့မနဲ့ထုတ်ခဲ့တဲ့ history fighter ကိုတော့မပြီးတဲ့မကြအောင်မယ်ထင်ပါတယ်ဒီ fighter က MW ကိုအနိုင်ရပြီးနောက်တစ်ပွဲထုတ်တဲ့ချိန်မှာတော့ history ကောင်းဆောင်ကနေမထုတ်ဘူးလူကိုစားပြီးတဲ့နိုင်ငံက United States ဆိုပြီးတော့ဖော်ပြပြီးထိုးသွားတယ်။ဘာဆက်လို့နိုင်ငံအပြောင်းလဲဖြစ်သွားလဲ။ရှိကလန်ဒန်ကိုစားပြီးတော့ history နောက်တစ်ပွဲမှာကျတော့ America ဒါလို့အကြောင်းအရာလေးတွေရှိလို့မို့ကျွန်တော်ကဒီလိုဆက်နေတဲ့လန်ဒန် case တွေကြောင့်မို့ဒီလိုခွင့်ရမြနေတော့လားဆိုပြီးတဲ့ဒီကိုစနာစိတ်စနာတိုးလည်းအဲ့ဒီအကြောင်းအရာလေးကအတက်မှာကြံခဲ့ပြီးအခုတော့အဲ့ဒီအကြောင်းအရာလေးပြီးလဲတော့ပြီးလို့ယူဆလို့ရတယ်ဒါကြောင့်မလို့ရှီယာကိုပိုင်းတော့အခု one championship စနစ်တက်ပြန်ပြီးတက်လာပြီးကျွန်တော်ရဲ့ Fighter Veronica နဲ့တွေ့နေပြီးအဲ့ဒီတော့ဒီတွေဆိုင်ကကျွန်တော်တို့မြန်မာပြည်တဲ့အတွက်တော်ကြီးကိုထွေးတာမှုရှိနေတဲ့တွေဆိုင်မျိုးလို့ဆိုကြည့်ချင်းပါလေဒီကံပွဲမှာလက်ခေါက်ကလည်းပြီးရဲ့ present power လာမယ်လို့ပြောဆိုထားတော့ရှီယာကွယ်နဲ့လက်ခေါက်ကတင်ဝက်ခလေးမှာဖြစ်လိမ့်မယ် MIB ကနေလက်ခေါက်ကိုဝင်ရတဲ့ပြည်တဲ့အနေနဲ့လည်းဒီကံပွဲမှာလက်ခေါက်ရဲ့တွေတိုင်းမှာ power လာမယ်လို့သူပြီးသက်သာထားလို့ရတယ်နောက်တဲ့မြန်မာ Fighter ရဲ့ design နဲ့ထပ်ပြီး power လာအောင်မလဲဒီလိုနေထားတွေကဆက်ပြီးစောင့်ကြည့်ရမယ် one championship ကဒီ2026ခုနှစ်အခင်းကျင်းကိုကြည့်မယ်ဆိုရင်မြန်မာ fighter တွေကိုဝတ်ထောက်တဲ့အနေထားမှာအရင်တော့လို့တယောက်ထက်တယောက်စားနှစ်ယောက်စားမဟုတ်တော့ဘူးတွဲလိုက်လေးဆွဲထုတ်လာတယ်ဆိုတော့နောက်ထပ် big fighter တွေရဲ့တွဲတိုင်းနဲ့ထပ်ပြီးပါဝင်လာအောင်လဲဆက်ပြီးစောင့်ကြည့်စီခြင်းနေပါတယ်ကလကနောက်ွယ်ကအခင်းကျင်းဖြစ်နိုင်တဲ့အခင်းကျင်းကတော့ဒီတိုင်းပဲဘာပဲဖြစ်ဖြစ်ဒီ design နှစ်ခုနိုင်ရတဲ့ fighter က champion class စင်ခုံဝင်ရဖို့ထိုက်တန်တဲ့ဒီလက်တစ်ချို့ပြောကြလို့ဒီ design ကဒီတိုက်ကောင်းမဆိုင်တဲ့ fed အပြန်ချတဲ့ပုံစံမျိုးလို့ပြောရင်လည်းလုံးဝမမှားဘူး Veronica ကရှေ့ပိုင်းလုံးမှာ Junior Fed ကိုအပြတ်တက်နဲ့နိုင်ယူပြခဲ့တယ် Junior Fed ဆိုရင်ခုနပွဲချတဲ့အနိုင်ရပြီးတော့ Sajutin မှန်းနေတဲ့အနေထားကနေ Veronica ကိုရှုံးနေလိုက်တဲ့ Wilson တစ်ခုတည်းကလည်းဒီမှာပေါ်တော်ကြီးကိုစိတ်သက်ကြသွားစေတယ်လက်ရှိအနေထားဆိုရင်ဒီ fighter က professional fighter ဘောကနေတော့အနာယူတော့ပြီးခက်တာအနာယူလာမိပိုင်အနာယူလာတော့မသိဘူးဒီမှာ social media တွေမှာတော့ခန္ဓာကိုယ်ကြီးက fighter နဲ့တော့မတူတော့ဘူးအတော်ကြီးကိုဝါနေပြီးတရုတ်မျိုးသမီး fighter ဆိုရင်လေဒီ Veronica ထိုးလိုက်လို့မျက်ခုံးရိုးတောင်ကျိုးသွားတယ်ဒီလိုပုံစံမျိုးတွေကြောင့် Veronica နဲ့ထိုက်တွေ့တဲ့ fighter တွေကချောင်းတော့မချောင်းဘူးအတော်ကြီးကိုထိခိုက်မှုများတယ်ဒီကောင်မလေးရှီယာကိုပါအနေနဲ့ဘယ်လိုပုံစံမျိုး Veronica ကိုရင်ဆိုင်မလဲစောင့်ကြည့်ရမှာဖြစ်ပါတယ်ကစားပုံနဲ့ထားရတော့ရှီယာကိုဝင်တော့လည်းအတော်ကမာတယ်တွတ်တယ်ကျွန်တော်ရဲ့ Veronica ကလည်းခွာကြည့်တယ်လက်ဒီထိုးချက်တွေကအပါလို့နဲ့လကုဆောင်ကြည့်တဲ့နာကရှီယာကိုနာရှိကဝေးလေထိုးတဲ့နေသားမှာဝိကျော်တဲ့ကိစ္စတွေနည်းနည်းရှိခဲ့တယ်ဒီကြားထဲမှာ one championship ဝေးစနေအကောင်လုံးကိုဒုမကတစ်နှစ်ကျော်လောက်ထိဝေးကွာထားတော့ဝိတ်ကလောက်တဲ့အပိုင်းလေးတွေစင်ပြီးပါမလားပေါ့နော်ဝိတ်ကြော်တဲ့အနေထားလေးတွေငကိုတော့ပုံစံမျိုးလေးတွေကိုပြန်နိုင်မလားဆိုတာလေးစောင့်ကြည့်စေခြင်းနဲ့ဘောနီကာကတော့ဒီစမင်ထမှာထွန်နေတာလိပ်ပြီးမထူတဲ့တော့ဘူးဒီစမင်ထကအကြောင်းလေးလည်းကောင်းသိပြီးအဲ့ဒီတော့ big day အနေနဲ့လာမယ့်ဖေဖော်ဝါရီလ20ရက်နေ့မှာ new demi တွဲဆိုင်ကောင်းတစ်ခုကိုတော့အမှန်ကန်ကြည့်ရမယ်လို့ဆိုလိုက်ချင်ပါတယ်